မင်္ဂလာပါ Football Lens ကနေကြိုဆိုလိုက်ပါတယ်2026ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုတော့ Ancient Mexico အသင်းကတောင်အာဖရိကအသင်းကို2ဂိုးကိုမရှိနဲ့အနိုင်ရရှိခဲ့ပြီးတော့စတင်ဖွင့်လှစ်လိုက်ပြီးဒီနေ့ကမ္ဘာ့ဖလားရဲ့ပထမဆုံးသွင်းဂိုးကိုတော့ Mexico အသင်းရဲ့ကစားသမား Julian Quintos ရဲ့ပွဲကစားချိန်9မိနစ်မှာသွင်းယူခဲ့တဲ့ဦးဆောင်ဂိုးကပထမဆုံးဂိုးဖြစ်လာခဲ့တယ်ကမ္ဘာ့ဖလားရဲ့ပထမဆုံးဂိုးတွေဆိုတာကပရိသတ်တွေကြားမှာပြောလေပြောထားရှိတဲ့ဂိုးတွေထဲမှာတစ်ခုပါတယ်ပေါ့နော်ကမ္ဘာ့ဖလားတစ်ခုရဲ့ပထမဆုံးဂိုးတချို့ဂိုးတွေဆိုရင်ဒီနေ့အချိန်ထိကိုပရိသတ်တွေကြားမှာပြန်လဲပြောနေကြတဲ့ဂိုးတွေလည်းရှိတယ်။ဒီနေ့2026ရဲ့ကမ္ဘာဖလားရဲ့ပထမဆုံးဂိုးကလည်းအဲ့ဒီလိုပဲပြောချင်စရာအကြောင်းအရာတွေပြောချင်စရာတမိုင်းကြောင်းနောက်ခံတွေစိတ်ဝင်စားစရာအကြောင်းအရာတွေရှိနေတယ်။ဝင်းထဲကဂိုးတစ်ခုထပ်ပို့ပြီးတော့နောက်ခွင်မှာစိတ်ဝင်စားစရာအချက်လက်လေးတွေတချို့လည်းရှိတယ်။အထူးသဖြင့်ဂိုးသွင်းယူခဲ့တဲ့ကစားသမားက Julian Quintos ဖြစ်နေတာ။သူဖြစ်နေတဲ့အတွက်ကြောင့်ပဲ2026ကမ္ဘာဖလားရဲ့ပထမဆုံးဂိုးသွင်းရှင်အကြောင်းကပို့ပြီးပြောလို့ကောင်းသွားတယ်။ဘာကြောင့်လဲဆိုတော့ Quintos က Mexico အသင်းအတွက်ကိုစားပြုနေပေမဲ့ Mexico နိုင်ငံသားတောင်မဟုတ်ဘူး။ဒီလိုအကြောင်းအရာလေးတွေစိတ်ဝင်စားစရာအများကြီးရှိတယ်ပေါ့နော်။အရင်ဆုံးအနေနဲ့ဒီကမ္ဘာဖလားမှာစခင်တဲ့က Mexico အသင်းမှာ Julian Quintos က Mexico အသင်းအတွက်အားကိုးရမယ့်ကစားသမားအားထားရမယ့်ကစားသမားဒီကမ္ဘာဖလားမှာ Mexico အတွက်သူခြေစွမ်းပြနိုင်လိမ့်မယ်လို့ဘောလုံးပညာရှင်တော်တော်များများကခံမှန်းထားကြတယ်။ကျွန်တော်တို့မက္ကဆီကိုအသင်းနဲ့ပတ်သက်ရင်လူတီများတဲ့ကစားသမားဆိုရင် Raúl Jiménez ရှိမယ်။နောက်ဝိုင်းကိုသမားကြီး Ochoa တို့လိုရှိမယ်။ Quintos ဆိုတာကဒီမနေ့ကလောက်ထိဒီကမ္ဘာဖလားမှာပထမဆုံးကိုမသွင်းခင်လောက်ထိဘယ်သူမှတုံတုံသိကြတာမဟုတ်ဘူး။ဒါပေမဲ့သူကအရန် level နှိမ့်နေတဲ့ player တော့မဟုတ်ဘူး။ကျွန်တော်တို့ဥရောပထိပ်တန်းလေးမှာမကစားခဲ့ဘူးဆိုတိတိုင်အောင်သူ့အနေထားနဲ့သူတော့ခြေစွမ်းတရက်ရှိတယ်ဒါဆိုရင်ဘောလုံးပညာရှင်တွေကဘာလို့ Quintos ကိုမက္ကဆီကိုအသင်းရဲ့အားထုတ်ကအားကိုးရမယ့်ကစားသမားတယောက်လို့ပြောကြတာလေဆိုတဲ့အချက်လက်လေးကိုကြည့်မယ်ဆိုရင် Quintos က Sorry Pro League ရဲ့2025-26 Sorry Pro League ရဲ့ဂိုးသွင်းဘရင်စုကိုရရှိထားတဲ့ကစားသမားဖြစ်တယ်ပြောရရင် Ronaldo, João Felix, Sadio Mane, Karim Benzema ဒီလိုကစားသမားကောင်းတွေအများကြီးရှိတဲ့လိမှာဂိုးသွင်းဘရင်စုကိုရရှိထားတာဒီစုကိုလွန်ခဲ့တဲ့တစ်နှစ်တုန်းက Ronaldo သိမ်းပိုက်ရရှိခဲ့တာအဲဒီတုန်းကဆိုရင်မီဒီယာတွေထပ်မှာ Ronaldo ရဲ့အရှိန်ကြောင့်ပြောစမှတ်ပြုခဲ့တယ်ဒီနှစ်ကတော့ Sorry Pro League ဖြစ်နေတာလည်းပါတယ်လို့ဂိုးများဆုံးရသွားတဲ့ Quintos ကလူတီများတဲ့ကစားသမားမဟုတ်တာကြောင့်ဒီအကြောင်းကပြောစမှတ်နေခဲ့တယ်ပေါ့ဆိုတော့ Quintos ကဒီလိုမျိုးအနေထားတစ်ခုတော့ရှိတယ်ဒါဆိုရင် Sorry Pro League ကအရန်ကောင်းတဲ့လီလာဆိုတော့မဟုတ်ဘူး Sorry Pro League ကအရန်ကောင်းတဲ့လီတော့မဟုတ်ဘူးဒါပေမဲ့လို့ကစားသမားကောင်းနေတောင်ရဖို့မလွယ်တဲ့မှတ်တမ်းတစ်ခုကိုဒီလီမှာသူကလုပ်ပြထားတယ်ဒါအပြင်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကသူရှိတဲ့ Ecuador အသင်း Ecuador အသင်းမှာ Sorry Pro League မှာဥရောပကခြေချကစားသမားတွေရောတချို့တော့အလဲလက်ရှိတဲ့ကစားသမားတွေအများကြီးရှိတဲ့အသင်းတွေအများကြီးရှိတယ်ဒါပေမဲ့ Ecuador အသင်းကဒီရာသီ Sorry Pro League မှာအဆင့်လေးနဲ့ရာသီတိတ်နေဒါပေမဲ့သူအသင်းရဲ့ကစားသမားတွေကိုတွားကြည့်လိုက်ရင် high profile ကစားသမားတွေဆိုတာလုံးလုံးမရှိဘူးလို့ပြောလို့ရမယ်နည်းနည်းနာမည်ရှိတဲ့ကစားသမားဆိုလို့ Portugal ရွေးစင်ဖြစ်ခဲ့ပူတဲ့ Otavio လိုကစားသမားလောက်ပဲရှိမယ်နောက်က Cagliari လို့မှကစားခဲ့ပူတဲ့ player တယောက်ရှိမယ်ဒီလောက်ပဲဗျ Quintos မှာဒီနာမည်ကျော်နာမည်ကြီး player တယောက်မှအများကြီးမရှိမနေဘူးများသောအားဖြင့် Sorry Pro League ပြည်တွင်းလင်း player တွေရဲ့ခြားသော Ghana တို့ဒီလိုမျိုး player တွေပဲရှိတာဒီလိုအနေထားကနေပြီးတော့သူက Sorry Pro League ရဲ့ဂိုးသွင်းပြင်စုကိုတင်ပိုက်ပြခဲ့တာဒါအပြင် Sorry Pro League ကိုရောက်တာလေ200တီပဲရှိသေးတယ် Quintos ရဲ့အကြောင်းကတေချာကြည့်ရင်စိတ်ဝင်စားဖို့တော့ကောင်းတယ်ဆိုတော့ Quintos ကဒီရာသီ Sorry Pro League မှာ33ပွဲ32ပွဲကစားပြီးတော့33ဂိုးသွင်း4ဂိုးဖန်တီးခဲ့တယ်ဂိုးသွင်းအများဆုံးစုကိုရရှိထားတယ်ဒါအပြင်ကို Sorry Pro League ရဲ့ဂိုးပေါင်ပတ်သက်မှုအများဆုံးဒုတိယမြောက်ကစားသမားလေးဖြစ်တယ်ပထမဆုံးကစားသမားကအများဆုံးကစားသမားက Ivan Toney 39ဂိုးနဲ့ဂိုးပေါင်ပတ်သက်မှုအများဆုံးဒါပေမဲ့လို့ Ivan Toney က penalty 10လုံးထင်တယ်10လုံးလောက်ကန်သွင်းထားတာ Quintos က penalty 2လုံးပဲသွင်းထားတာဆိုတော့ဂိုးပေါင်ပတ်သက်မှုရကြည့်ရင်လည်းအထင်ကြီးစရာကောင်းတယ်သွင်းဂိုးရကြည့်ရင်လည်းအများဆုံးကစားသမားဒါတော့မှ Ivan Toney တို့ဆိုတာက Mahrez တို့ Cassie တို့လိုကစားသမားမျိုးတွေ high profile ဖြစ်တဲ့ကစားသမားမျိုးတွေအသင်းမှာရှိတယ်ကျွန်တော်ပြောချင်တာက Sorry Pro League မှာခြေစွမ်းပြရုံဂိုးသွင်းနိုင်ရုံနဲ့ဂိုးသွင်းပြင်စုရရုံနဲ့တော့အရင်ကောင်းနေပြောချင်တာမဟုတ်ဒါပေမဲ့ Sorry Pro League မှာဂိုးသွင်းပြင်စုရခဲ့တဲ့အသင်းက player ကောင်းတွေအများကြီးရှိနေအသင်းမဟုတ်ဘူးဒါကိုပြောချင်တာအသင်းကအသင်းကြီးလည်းမဟုတ်ဘူးဒီလိုအနေထားကနေသူကရွှေဖနက်စုကိုရအောင်ယူနိုင်ခဲ့တာဂိုးတွေအများကြီးသွင်းနိုင်ခဲ့တာ
ဒါပြင် Sorry Pro League ကိုစရောက်တဲ့မနစ်ကရာသီမှာဆိုရင်လည်း33ပွဲကစားပြီး25ခုထိကိုတွင်ပေးနိုင်ခဲ့သေးတာဒါပြင်အဲ့ဒီရာသီမှာဆိုလည်း Sorry King Cat ပေါ့နော် Sorry ဘရင်ဖလားမှာလည်း9ခုတွင်ပြီးဂိုးအများဆုံးတွင်တဲ့ကစားသမားဖြစ်ခဲ့သေးတယ်ဆိုတော့ Sorry Pro League မှာ200ရာသီဇက်တိုက်ခြေစွမ်းကောင်းတွေပြသထားတယ်တချို့သောဥရောပကကစားသမားတွေတောင်ရုန်းကန်ရတဲ့လိမှာသူကခြေစွမ်းကောင်းတွေပြသထားတဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဖောင်ကောင်းနေရလို့ပြောလို့ရဒါကြောင့်လေဒီဘောလုံးပညာရှင်တွေကအင်ရှင်အားတာချက်လေးရှိတဲ့မက္ကဆီကိုမှာအားကိုးရဆုံးကစားသမားဖြစ်လာမယ်လို့ Quintos ကိုသတ်မှတ်ထားကြတာဖြစ်ကောင်းဖြစ်နိုင်တယ်။ဆိုတော့ခုနကကျွန်တော်ပြောခဲ့တဲ့ Quintos ကမက္ကဆီကိုနိုင်ငံသားတော့မဟုတ်ဘူးကိုလံဘီယာနိုင်ငံသားဆိုတာဒါဆိုရင်သူကဘာလို့မက္ကဆီကိုအတွက်ကိုစားပြုကစားနေရလဲဒီအကြောင်းအရာလေးတွေကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။ Quintos ကကိုလံဘီယာနိုင်ငံအနောက်တောင်ပိုင်းမှာမွေးဖွားခဲ့တာသူမွေးဖွားခဲ့တဲ့နေရာကစင်းရဲမွေးတေးမှုတွေမွေးရစေးဝါးတွေနဲ့ဒီပျောက်ကြားသဘုံတွေကြီးစိုးတဲ့နေရာတစ်ခုပြောရရင်တော်တော်လေးတော့လုံခြုံရေးအတွက်စိတ်ပိုင်းဆိုင်ရာအတွက်လူသားတစ်ယောက်ကောင်းမွန်စွာရှင်သန်ကြီးထွားဖို့အတွက်မသင့်လျော်တဲ့နေရာတစ်ခုလို့ပြောရမှာပေါ့ဒါပြင်မှာပို့ပြီးတော့စိတ်မကောင်းစရာကောင်းတာကသူကငယ်ငယ်ကလေးကဖခင်ရဲ့စွန့်ပစ်ခြင်းကိုလည်းခံခဲ့ရတဲ့ကစားသမားလေးဖြစ်တယ်ဆိုတော့ပဝင်းချင်းကအစင်မပြေရတဲ့ကြားထဲမှာမိသားစုရေးမှာလေငယ်ဘွားကမလှပခဲ့ဘူးပေါ့နော်2013ခုနှစ်သူအသက်16နှစ်မှာမှ Quintos ကပထမဆုံးဘောလုံးအသင်းမှာစပြီးတော့ကန်ခွင့်ရခဲ့တာအဲ့ဒီမတိုင်ခင်ကတော့ဒါကလေးဘွားကဘောလုံးကိုထွက်ပေါက်အနေနဲ့လမ်းမတွေပေါ်မှာသူတို့ရက်ခွက်ထဲမှာကန်ကောင်းကန်ခဲ့ပြီဒါပေမဲ့လို့ဘောလုံးလူငယ်အကယ်ဒမီတစ်ခုကနေထွက်ပေါ်လာတဲ့ကစားသမားတစ်ယောက်မဟုတ်ဘူးအသက်16နှစ်မှာကလပ်အသင်းမှာစပြီးကစားခွင့်ရခဲ့တာအဲ့ဒီကလပ်အသင်းကလည်းအပျော်ရန်ကလပ်အသင်းလူငယ်လေးတွေအတွက်ဖွဲ့ပေးထားတဲ့အပျော်ရန်ကလပ်အသင်းနာမည်ကကလပ် Deportivo Football Bus လို့ခေါ်တယ်။အဲ့ဒီကလပ်ကိုတီထောင်တာကဒရိတ်ဆန်စေကူစီအောင်ဝင်ကက်ဆာဗယ်လင်စီယာဆိုတဲ့လူကထောင်ထားတာဘာလို့လဲဆိုတော့သူတို့ဒေတာမှာဒီမိုးရစေဝါတွေနဲ့လူငယ်တွေပျက်စီးနေတာကနေပြီးတော့အထိုက်လျောက်ကာကွယ်နိုင်ဖို့အတွက်ရောဒီလိုဘောလုံးအပျော်ရန်ဘောလုံးအသင်းလေးကိုတီထောင်ခဲ့တာ။ Quintos ကအဲ့ဒီအကယ်ဒမီအသင်းလေးမှာခြေစွမ်းပြပြီးတော့နောက် Mexico Tigers UANS ဆိုတဲ့အသင်းကသူ့ကို U20 U20 အတွက်ခေါ်ယူခဲ့တယ်။အဲဒီကနေမှ Quintos ကဘွားကကိုလံဘီယာကနေမက္ကဆီကိုကိုအကူးပြောင်းဖြစ်လာခဲ့တာ။ဆိုတော့မက္ကဆီကိုကိုရောက်တာနဲ့သူ့ရဲ့ဘောလုံးသမားဘွားကအဆင်ပြေသွားတာလားဆိုတော့မဟုတ်သေးဘူး။ Quintos လာခဲ့တဲ့ကိုလံဘီယာဆိုတာကသူနေခဲ့တဲ့နေရာသူကငငယ်တဲကလည်းဘောလုံးအကယ်ဒမီနဲ့ကနေပြီးတော့စနစ်တကျပြိုးထောင်ခဲ့တဲ့ပလေယာမဟုတ်တဲ့အတွက်သူ့ရဲ့ကစားပုံကအရိုင်းဆန်နေတေတက်မှုနေတဲ့ဒီလိုပုံစံတွေရှိတယ်။ခြေသွမ်းကောင်းမိမယ်လို့ပေါ့နော်စနစ်ကျမှုတွေအားနေတယ်ဆိုတော့မက္ကဆီကိုကိုအပြောင်းပြီးမှသူ့ရဲ့ဒီအပျော်ရန်ဘွားကအလေးချင်းတွေကနေပြီးတော့စနစ်တကျဘောလုံးကန်တဲ့ဖို့ကိုပြန်ပြီးတော့မနေအသားကျအောင်ရုန်းကန်ခဲ့ရတယ်လို့လည်းဆိုတယ်။ပြောရရင်တော်တော်လေးမလွယ်ကူတာပေါ့နော်။နိုင်ငံအကူအပြောင်းဖြစ်တဲ့အပြင်ကိုသူ့ရဲ့ကစားပုံတွေလည်းအများကြီးပြန်ပြီးတော့စူးစမ်းရုန်းကန်ခဲ့ရတယ်လူငယ်ကစားမဘွားမှာတွေကကွင်းနိုးတဲ့ကစားဟန်ကကြတော့သူကဒီဘောလုံးကိုအရင်လိန်ခောက်ကစားတတ်တဲ့ type မဟုတ်ဘူးသူ့မှာလှင်မြန်တဲ့မြန်နှုံးရှိတယ်ပြေးအားရှိတယ်နေရာလွတ်တွေကိုအသုံးချနိုင်တယ် direct ဆန်တဲ့ပုံစံမျိုးပေါ့ဗျာပြောရရင်ဒီ transition တွေအတွက်အကောင်းအသုံးဝင်တဲ့ကစားဟန်မျိုး quick counter ကစားတဲ့အသင်းတွေနဲ့ဆိုလိုက်ဖက်တယ်ဒါပေမဲ့ပြဿနာကသူ့ရဲ့ငယ်ဘဝမှာပဲဒီအဲ့ဒီကစားဟန်ကြောင့်ပဲဒီဘောလုံးပိုင်ဆိုင်မှုအသားပေးကစားတဲ့အသင်းတွေမှာနီးပြနဲ့အဆင်မပြေလို့နေရာမရရည်လည်းရှိခဲ့တယ်ခြေသားအပြင်ကောင်းမိမယ်ကစားပုံနီးစနစ်မကိုက်လို့ဆိုပြီးတော့ဗောနော်ကြောင်တိုးခံရတဲ့အချက်တွေလည်းရှိတယ်Quintos အနေနဲ့အဲ့ဒီလိုလူငယ်ကစားသမားဘဝ20ကျော်မှအဲ့လိုဖြစ်နေရင်တန်လန်ထဲမှာသူ့ကစားသမားဘဝကိုနောက်တစ်ဆင့်ချိန်ပေးခဲ့တာက Atlas ဆိုတဲ့အသင်းအဲ့ဒီအသင်းကိုသူပြောင်းပြီးတော့တဲ့နောက်မှာတော့သူ့ရဲ့ဘောလုံးသမားဘဝကတစ်ဆင့်မြင့်သွားခဲ့တယ်ဘာလို့ဆိုအဲ့ဒီအသင်းမှာကစားတဲ့ counter attack ကစားဟန်ကသူနဲ့ကွက်တီလို့ပြောလို့ရအောင်သူ့အတွက်လိုက်လျောညီတွေဖြစ်လုံးနေပေါ့အဲ့ဒီမှာသူခြေစွမ်းနေပြတယ်မက္ကဆီကိုလိမှာသူ့ရဲ့နာမည်ကပို့ပြီးတော့ထင်ရှားလာတယ်ပေါ့နော်အသင်းကြီးတွေရဲ့မျက်စိကျခြင်းခံရတယ်အဲ့တော့တိတ်မကြဘူးသူ့ရဲ့ကစားပုံကလည်းအဲ့ဒါနဲ့တူအလိုက်ထိုက်ပြောင်းလာတယ်သူကတောင်ပန်ကစားသမားတစ်ယောက်အနေနဲ့စခဲ့တာဘယ်တောင်ပန်ကစားသမားဒါမဲ့တောင်ပန်ကစားသမားအနေနဲ့ခြေစွမ်းပြရာကနေတိုက်စစ်မှုအဖြစ်လဲတဖြည်းဖြည်းကူးပြောင်းကစားလာနိုင်တယ်နောက်ဆုံးမှာတော့ဒီမက္ကဆီကိုလိရဲ့အကောင်းဆုံးအသင်းလို့ပြောလို့ရတဲ့ကလပ်အမေရိကကိုပြောင်းနေအဲ့ဒီမှာသူ300တီလောက်ကစားခဲ့ပြီးတော့ Leaf ရဲ့အမြင့်ဆုံးဖလားတွေကိုလည်းအများကြီးစုပ်ကူးနိုင်ခဲ့တယ်ဒေတာတွင်ကလပ်ပြိုင်ပွဲတွေမှာလည်းသူကောင်းကောင်းခြေသွမ်းပြနိုင်ခဲ့တယ်အဲ့နောက် Sorry Pro League ကို2024မှာရောက်လာခဲ့တယ် Sorry Pro League ကိုရောက်ပြီးတော့လေခုနကျွန်တော်ပြောခဲ့သလိုပဲ Sorry Pro League မှာ
ခြေစွမ်းကောင်းတွေအများကြီးပြသနိုင်ခဲ့တယ်200တီတွင်းဒီ Equandus တင်အတွက်68ပွဲကစား62ဂိုးထိအခုလက်ရှိချိန်ထိသွင်းပေးထားနိုင်ခဲ့တယ်ဆိုတော့ Quinos ရဲ့ကစားမဘဝဖြတ်တန်းမှုကငယ်ဘဝကနေပြန်ကြည့်လိုက်ရင်အခက်အခဲပေါင်းစုံနဲ့ရုန်းကန်ခဲ့ရမှုတွေလည်းအများကြီးရှိတယ်ဒါပေမဲ့လို့သူအနေနဲ့ဒါတွေကိုအကောင်းဆုံးဖြတ်ကျော်လာနိုင်တယ်ပြောလို့ရရင်တော့ဥရောပရဲ့အကောင်းဆုံးအသင်းတစ်သင်းတော့ဟုတ်မနေဥရောပရဲ့အကောင်းဆုံးပလေယာတစ်ယောက်ဥရောပပရိသတ်တွေမျက်စိရှေ့အောင်မှာရှိတဲ့ player တယောက်တော့မဟုတ်ဘူးဒါပေမဲ့ Mexico League နဲ့ဒီ Cerebral League level လောက်မှာတော့သူဟာကောင်းကောင်းကြီးခြေစွမ်းတွေပြခဲ့တယ်ဂိုးသွင်းပြင်စုတွေကိုအများဆုံးစုတွေအသင်းအတွက်အားထားရဆုံးကစားသမားတယောက်အများကြီးဖြစ်ခဲ့တယ်လက်ရှိ Cerebral League ရဲ့ level ဆိုတာအရင်မမြင့်မမဲ့အရင်လည်းမနှိမ့်ဘူးကစားမကောင်းတွေတော်တော်များများရှိသလိုအထိုက်လျောက်ပြိုင်ဆိုင်မှုတွေရှိနေတဲ့အနေအထားအဲ့ဒီမှာဂိုးသွင်းပြင်စုရထားတဲ့ကစားမတယောက်ရဲ့ခြေစွမ်းကအထင်အရန်သေးလို့မရဘူးဥရောပလိမှာမကစားဘူးဆိုပေမဲ့ကမ္ဘာဖလားရဲ့ထုံးစံအတိုင်းပေါက်ကောင်ဖြစ်လာနိုင်တယ်ပေါ့နော်အသက်အရွယ်ရတော့အရန်မငယ်တော့ဘူးဒီကစားမက29ဖြစ်နေပြီဒါမဲ့လို့မက္ကဆီကိုဟာအင်ရှင်အသင်းဖြစ်တယ်မက္ကဆီကိုကအာရန်ကောင်းတဲ့အသင်းတစ်သင်းတော့မဟုတ်ဘူးဒါပေမဲ့အင်ရှင်အသင်းဖြစ်တယ်ပေါ့အင်ရှင်အသင်းဖြစ်တဲ့အတွက်အင်ရှင်အားရီရှိတယ်အင်ရှင်အားရီရှိတဲ့အသင်းမှာဒီလိုကစားမတစ်ယောက်ကမက္ကဆီကိုကိုအများကြီးထမ်းတင်ပေးသွားနိုင်တယ်ဒါကြောင့်လည်းဘောလုံးပညာရှင်တော်တော်များများကမက္ကဆီကိုအတွက် Quinos ကအရန်အားကိုးရမယ့်ကစားသမားလို့ပြောတာဖြစ်ကောင်းဖြစ်မယ်ဆိုတော့ဒါဆိုရင် Quinos ကမက္ကဆီကိုလိမှာကန်တယ်နောက် Cerebral League ကိုပြောင်းရတယ်ဘယ်လိုလုပ်မက္ကဆီကိုစားမတယောက်ဖြစ်လာတာလဲပေါ့နော်ကိုလံဘီယာလူမျိုးတယောက်ကနေသူကလူငယ်ဘဝမှာတော့ကိုလံဘီယာလူငယ်အသင်းတွေကိုကိုစားပြုကစားပေးခဲ့ပူးသေးတယ်အသက်16နှစ်မှာတော့မက္ကဆီကိုကိုရောက်လာခဲ့တာပေါ့ဒါမဲ့လို့ကိုလံဘီယာလက်ရွေးစင်အသင်းကြီးမှာတော့ရွေးချယ်မခံရဘူးနောက်အဲ့ဒီကနေ2023ခုနှစ်မှာတော့ကိုလံဘီယာစီနီယာအသင်းကသူ့ကိုရွေးချယ်ဖို့လမ်းကြောင်းတွေရှိလာခဲ့ဒါပေမဲ့အဲ့ဒီအချိန်မှာသူပြက်ပြက်သားသားညင်းပယ်ခဲ့တယ်ကိုလံဘီယာလက်ရွေးစင်အသင်းကိုညင်းပယ်ခဲ့ပြီးတော့အဲ့ဒီအချိန်မှာမက္ကဆီကိုနိုင်ငံသားခံယူဖို့လမ်းစဉ်ကိုစပြီးလှုပ်ဆောင်ခဲ့တယ်2023ခုနှစ်အောက်တိုဘာလကျမှမက္ကဆီကိုနိုင်ငံသားဖြစ်လာခဲ့တာ Quinos ကပြောရရင်လွန်ခဲ့တဲ့3နှစ်တောင်မပြည့်သေးတဲ့အချိန်အားမှာပေါ့နော်အဲဒီနောက် FIFA ရဲ့ဒီတစ်ချိန်တည်းသောနိုင်ငံပြောင်းကစားခွင့်နဲ့အတူမက္ကဆီကိုအသင်းကိုပြောင်းကစားခဲ့တယ်မက္ကဆီကိုနိုင်ငံသားခံယူတယ်အဲတော့2023နိုဝင်ဘာလမှာပဲမက္ကဆီကိုအမျိုးသားလက်စဉ်အသင်းအတွက်စပြီးတော့ပွဲထွက်ကစားပေးနိုင်ခဲ့ပြီအဲဒီနောက်အခုလက်ရှိကမ္ဘာဖလားမှာလည်းပထမဆုံးဂိုးသွင်းသူဖြစ်လာခဲ့တာပြောရရင်မက္ကဆီကိုနိုင်ငံသားဖြစ်လာတာ3နှစ်တောင်မပြည့်သေးသလိုနောက်ဆုံးတော့ကမ္ဘာဖလားတုန်းကလည်းမပါဝင်ခဲ့ဘူးဒီကစားသမားကဒါပေမဲ့အခုလက်ရှိဒီနေ့ကမ္ဘာဖလားမှာတော့ပထမဆုံးကမ္ဘာဖလားရဲ့ဂိုးသွင်းသူဖြစ်လာခဲ့တယ်အဲဒါအပြင်ကိုကမ္ဘာဖလားမှာအဖွင့်ဂိုးသွင်းတဲ့သူတွေထဲမှာပထမဆုံးနိုင်ငံသားခံယူပူးသူလည်းဖြစ်လာခဲ့တယ်အဲနောက်ထပ်ဆိုင်ငယ်တစ်ခုကမက္ကဆီကိုအသင်းရဲ့တရားဝင်ပြိုင်ပွဲဂိုး1000ဂိုးလည်းဖြစ်ခဲ့တယ်သူသွင်းခဲ့တဲ့ဂိုးကတရားဝင်ပြိုင်ပွဲပေါ့နော်ဒီတရားဝင်စင်းစရာတွေမှာရှိတဲ့ပြိုင်ပွဲတွေကဂိုး1000ပြည့်ဂိုးလည်းဖြစ်ခဲ့တယ်ဆိုတော့ဒါကတော့ Quinos အနေနဲ့ကိုလံဘီယာနိုင်ငံသားတယောက်အနေနဲ့ဘာကြောင့်မက္ကဆီကိုလက်ရွေးစင်အသင်းတွေကစားပေးနေလဲဆိုတဲ့နောက်ခံသမိုင်းကြောင်းလေးဖြစ်တယ်ဆိုတော့ဒီသမိုင်းကြောင်းတွေကိုကြည့်လို့ရှိရင်ဒီသူ့ရဲ့အဖွင့်ကိုသူ့ဘဝရဲ့ရုံးကန်ခဲ့ရမှုရုံးတက်ခဲ့ရမှုသူလာခဲ့တဲ့နေရာနေရှင်းကြည့်ရင်သူ့အတွက်လက်ရှိရောက်နေတဲ့အနေအထားလက်ရှိရောက်နေတဲ့အခိုက်အတန့်တွေကအရန်ကိုပြောဖို့ကောင်းပါဒါကြောင့်ဒီနောက်ခံသမိုင်းကြောင်းတွေနဲ့ဆက်ဆက်ကြည့်လိုက်တဲ့အခါမှာကမ္ဘာဖလားရဲ့ပထမဆုံးဂိုးကဒီလိုပြောစရာချက်လက်တွေအများကြီးရှိလာတာပေါ့ဆိုတော့ Quinos အကြောင်းကိုပြန်ဆက်ရရင် Quinos ကခုနပြောလို့ပဲ Cerebral League မှာဂိုးသွင်းများဆုံးစုကိုရရှိထားတယ်မနစ်ကလည်း25ဂိုးသွင်းခဲ့တယ်ခြေစွမ်း200စီစတိုက်ခြေစွမ်းတွေပြထားခဲ့တယ်ဒါဆိုရင်ဒီ data ချက်လက်တွေအရာတစ်ချက်ကြည့်မယ်ဆိုရင်ရော2025-26ရာသီမှာ Quinos က Cerebral League မှာဂိုးပေါက်ကန်သွင်းမှုပေါင်း136ကြိမ်လုပ်ခဲ့တယ်အဲ့ဒီမှာ33ဂိုးသွင်းတယ်ပယ်နယ်တီက2ဂိုးပါတယ် Quinos ရဲ့ HG ကိုက29.45ရှိတယ်ဆိုတော့သူကဂိုးရနိုင်ခြေက29ဂိုးရှိတယ်သူရခဲ့တဲ့ဂိုးက33ဂိုးရနိုင်ခြေရှိတဲ့ဂိုးထက်ပိုရထားတဲ့ player တယောက်လို့ပြောလို့ရတယ်ပြောလို့ရတယ်မဟုတ်ဟုတ်ကိုဟုတ်တယ်ပေါ့နော်နောက်သူ့ရဲ့ဂိုးကန်သွင်းချက်တွေတော်တော်များများကထူးခြားတာကကစားကွက်ကနေလာတာဂိုးပေါက်ကန်သွင်းမှုစုစုပေါင်း136ကြိမ်မှာ104ကြိမ်ကကစားကွက် open play ကနေဂိုးကန်သွင်းမှုတွေလာတာဆိုတော့ပြောရင်သူကဒီတန်တန်မာမာနဲ့ခေါင်းတိုက်ကောင်းတဲ့ player တယောက်အဆုံးသက်ကောင်းတဲ့ player တယောက်ဆိုမဲ့ဒီ search speed တွေပြင်အသင်းရဲ့ကစားကွက်ကိုလည်းအများကြီးအကျိုးပြုနိုင်နေဆိုတဲ့အနေထားအဲဂျူရယ်တွေမှာလည်း90.6ရာခိုင်နှုန်းအသာစီးရရှိထားတယ်ဆိုတော့ဘောလုံးကိုလေထဲမှာရှင်လူတဲ့အပိုင်းတွေရှင်တိုက်တဲ့အပိုင်းတွေမှာလည်း90.6ဆိုတာတဝက်တိတိအသာရထားတဲ့အနေထားအဲဂျူရယ်တော်တော်ကောင်းနေပြောလို့ရတယ်နောက်သူ့ရဲ့ကန်ချက်တော်တော်များများက box ထဲကပြိုင်ပွဲရဲ့ box ထဲမှာကန်ချက်တော်တော်များတယ်လို့ပြောလို့ရတယ်ဘောလုံး
ဆိုတော့တိုက်စစ်မာနေမကဘဲနဲ့ဒီ Quintos ကနောက်ထပ်အသင်းရဲ့ကစားကွက်ပါလေကောင်းကောင်းဝင်ပြီးတော့စီးမျောနိုင်တဲ့ပလေယာတယောက်လို့ပြောလို့ရတယ်။သူကတောင်မကစားမတယောက်အနေနဲ့ကစားမပွားကိုစားခဲ့ပေမဲ့နောက်ပိုင်းအထောင်တိုက်စစ်မှုအဖြစ်လက်ရှိ sorry broly မှာကောင်းကောင်းကြီးခြေစွမ်းပြနေတယ်။ဒါပေမဲ့လို့အသင်းရဲ့ကစားကွက်မှာလေအထိုက်လျောက်အဖြစ်စီးမျောပါဝင်ကစားထားနေတဲ့ဘောလုံးပေးပို့မှုတိကျမှုနှုန်းက89.9%ရှိတယ်။သူ့ရဲ့အဝေးဘောပေးပို့မှုအောင်မြင်မှုနှုန်းက59%ရှိတယ်။ဆိုတော့ကစားကွက်ထဲမှာလေအထိုက်လျောက်ပါဝင်ပတ်သက်နိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။နောက်ထပ်ထူးခြားချက်တစ်ခုက Quintos ကပြိုင်ပွဲကစားသမားတွေများတဲ့နေရာမှာဘောလုံးထိချက်1315ချိန်ရှိတယ်။ဆိုတော့ဒီကသူကတောင်ပန်အားပြုကစားဟန်ကနေလာတယ်လျင်မြန်နဲ့မြန်နှုန်းရှိတယ်။ဂိုးကန်ချက်တွေကောင်းနေဆိုပေမဲ့နေရာကြဲကြဲလောက်ရှိမှခြေသွမ်းပြနိုင်တဲ့ကစားသမားမျိုးမဟုတ်ဘဲနဲ့ဂျင်းတဲ့ချက်ထဲမှာလေဘောလုံးကိုအထိုက်လျောက်ကစားနိုင်တဲ့ပုံစံမျိုးတွေ့ရတယ်။ဒါအပြင်ကန်စစ်ကိုလည်းလောအားနှုန်းကောင်းကောင်းနဲ့ like ကူတက်တဲ့ player မျိုးဖြစ်လဲမြင်ရတယ်။ဒီ sorry broly ဒီနေ့ရာသီမှာဘောလုံးပြန်လဲ10ယူမှု88ကြိမ်ထိရှိကြတယ်။နောက်ပြိုင်ဘက်စုံထဲမှာဘောလုံးလူယူနိုင်မှုက25ကြိမ်ဒါကပြိုင်ဘက်ရဲ့ခံစစ်စုံထဲမှာပြိုင်ဘက်အသင်းရဲ့ခံစစ်နဲ့ကွင်းလေကဘောလုံးတည်နေတဲ့ချိန်မှာ high pressing တက်လုပ်တဲ့ချိန်မှာဘောလုံးပြန်လဲရယူနိုင်မှု25ကြိမ်ဆိုတဲ့နေတာပြောရရင်ဒါကလက်ရှိဒီ back ခင်မှာမရှိမဖြစ်တော့မဟုတ်ပေမဲ့တော်တော်လေးကိုလိုအပ်တဲ့ scale တစ်ခုလို့လည်းပြောလို့ရတယ်လက်ရှိဒီပထမဆုံးတွင်းသွားတဲ့ဒီဂိုးမှာဆိုရင်လည်းမက္ကဆီကိုတင်းနေတဲ့ South Africa ရဲ့ခံစစ်ဆောင်တဲ့ဒီ high press တက်လို့ရင်မှာဘောလုံးပြတ်ပြီးတော့ဂိုးသွားတာဆိုတော့ဒီဂိုးမှာလည်းသူ့ရဲ့ဒီ treatment ကိုမြင်နိုင်တယ်ဒါကတော့ဒီ Quintos ရဲ့ data ချက်လက်တွေပေါ့ Quintos ကဒီ South Africa နဲ့ပွဲမှာလည်းဂိုးပေါက်ကို၄ချိန်ထိကန်သွင်းခဲ့တဲ့ player ဖြစ်တယ်ဆိုတော့မှန်တယ်ပြောရရင်ကျွန်တော်လည်းဒီ Quintos ကိုအရင်တော့သိတဲ့ player တော့မဟုတ်ဘူးလက်ရှိမှာ sorry ကမ္ဘာဖလားရဲ့ပထမဆုံးဂိုးသွင်းရှင်ဖြစ်သွားပြီးတဲ့နောက်မှာဒီကစားမဘယ်သူလဲဆိုလိုက်ရှာကြည့်တဲ့အချိန်မှာဒီလိုနောက်ခံစိတ်ဝင်စားစရာတပိုင်းကြောင်းစိတ်ဝင်စားစရာနောက်ခံအချို့ကိုတွေးလိုက်ရတာဆိုတော့ဒါနဲ့ဒီပိုင်းနဲ့Quintos က sorry broly မှာဂိုးသွင်းချန်ပီယံဆုဖြစ်ခဲ့တဲ့အတွက်သူ့ရဲ့သွင်းဂိုးတွေကိုတွားကြည့်လိုက်တယ်သူ့ရဲ့ sorry broly သွင်းဂိုး33ဂိုးလုံးကိုကျွန်တော်ကြည့်လိုက်တယ်ပေါ့နော်ကျွန်တော်ကြည့်လိုက်တဲ့အခါမှာဘာကိုမြင်ရလဲဆိုတော့ Quintos ရဲ့ကစားဟန်ကသူကဘောလုံးကို dribbling အရန်ကောင်းတဲ့ player တယောက်တော့မဟုတ်ဘူးလို့ပြောလို့ရမယ်ဘာလို့ဆိုတော့သူ့ရဲ့သွင်းဂိုးတော်တော်များများကအသင်းလိုက်ကစားကွက်ကနေလာတယ်အသင်းဘော်ကြီးနဲ့ချိတ်ဆက်ကစားတွေအသင်းဘော်တွေစီကပေးပို့မှုတွေကိုဒီနေရာယူမှန်မှန်နဲ့အဆုံးတတ်နိုင်ခဲ့တဲ့ဂိုးတွေပဲများတယ်သူ့ရဲ့ဂိုးတော်တော်များများကဒီပုံစံအများဆုံးတွေ့ရတယ်ပြောရရင်ဂိုးပေါက်ကန်သွင်းတဲ့နေရာမှာ accuracy လည်းမြင့်တယ်လို့ပြောလို့ရတယ်တိကျမှုတည်တတ်မှုရှိတယ်ဂိုးသမားနဲ့အရန်ကျင်းနေတဲ့အန်ဂယ်ကျင်းနေတဲ့အနေအထားတွေမှာလေဒီဆုံးဖြတ်ချက်မှန်မှန်ကန်နိုင်တာတွေ့ရတယ်ဖီအားကင်းနဲ့ကန်ခွင့်ရတဲ့အနေအထားတွေမှာလည်းဒီဂိုးထိုင်ရဲ့ down back တွေကို accuracy ကြကန်သွင်းနိုင်တာစိတ်အေးထားပြီးကန်သွင်းနိုင်တာမျိုးမြင်ရတယ်သွင်းဂိုးတွေတော်တော်များများကဒီအသင်းဘော်ရီစီကပေးပို့လိုက်တဲ့ဘောလုံးတွေကိုပြေးထွက်တယ်တော်ဘော်တွေကိုပြေးထွက်ပြီးအဆုံးတတ်တာတွေများတယ်နောက်တိုက်စစ်မှုတယောက်ရဲ့ဒီ killer instant လို့ပြောရမလားဂိုးကိုအနံ့ခံနိုင်စွမ်းအရန်ကောင်းတယ်လို့ခံစားရတယ်ပနတီပေါက်ထဲမှာရှုပ်ရက်ခတ်နေတဲ့အနေအထားတွေမှာသူ့အနေနဲ့ဘောလုံးရှန်ကြလာမယ့်အနေအထားတွေမှာနေရာယူတဲ့အနေအထားမှာတော်တော်ကောင်းတယ်ပြောရင်ဝိုင်းတိုက်စစ်မှုတွေလို့ပြောလို့ရတယ်ခရစ္စတီယာနိုတို့လေဝန်ဒေါစကီတို့သူတို့ level တော့မဟုတ်ဘူးနော်သူတို့လိုမျိုးပုံစံမျိုးဘောလုံးကအသင်းဘော်တွေကန်လိုက်ရင်ဘောလုံးဘယ်နေရာကိုကျလာနိုင်မလဲဆိုတဲ့ခံမှန်းမှုတွေ Quintos ကလည်းတရားမျိုးကိုအရန်ကောင်းတယ်ဒါပြင်သူကတောင်ပန်ကစားမားကလာခဲ့တဲ့အတွက်တောင်ပန်မှာလည်းကောင်းကောင်းခြေစွမ်းပြနိုင်မယ့်ပုံစံရှိတယ်သူ့ရဲ့ပုံစံကဒီတောင်ပန်နဲ့အလဲကို mix လောက်ကစားတဲ့ပုံစံမျိုးကိုတော့မက္ကဆီကိုမှာတော့မြင်ရမယ်လို့ထင်တယ်ဘာလို့ဆိုတော့ဟေးမီနဲ့လည်းရှိတာပေါ့ပြီးတော့နောက်ထပ်အားတာချက်တစ်ခုပေါ့နော်သဘောကျစရာကောင်းတဲ့ချက်ကဒီ Quintos က sorry broly မှာဆိုလဲသူ့ရဲ့အသင်းဘော်ကြီးနဲ့ကောင်းကောင်းလေးချိတ်ဆက်ကစားနေတာတွေ့ရတယ်သူ့ရဲ့ခိုးတွေများနေခြင်းကtarget man ဆန်မဟုတ်ဘဲနဲ့အသင်းဘော်ကြီးနဲ့ကစားကွက်မှာစီးမျောပြီးတော့တွဲလုံးလေးတွေနဲ့ပိတ်သွင်းတာအသင်းဘော်ကြီးချပေးတာမျိုးတွေကိုဒီဝင်ပိတ်တာဒါမျိုးတွေများတာပေါ့နော်ဆိုတော့ဒီမက္ကဆီကိုမှာလည်းဟေမီနက်နဲ့ဘယ်လောက်ထိအတွဲမိကစားနိုင်မလဲဆိုတာကစိတ်ဝင်စားဖို့ကောင်းတယ်သူတို့နှစ်ယောက်အတွဲမိကလိုမက္ကဆီကိုရဲ့တိုက်စစ်ကတော်တော်လေးစိတ်လှုပ်ရှားဖို့ကောင်းနေပါလက်နက်ကောင်းတစ်ခုပြည့်ရှိနေပါဟီမီနက်စ်ကလည်းဒီပရီးမီးယားလိမှာအသက်အရွယ်ရနေပြီဆိုပေမဲ့ပရီးမီးယားလိမှာကောင်းကောင်းခြေစွမ်းပြထားမှုတဲ့ပလေယာတော်တော်လေးကိုဝိုင်းကစားမတစ်ယောက်ဖြစ်တယ်လို့သူ့ရဲ့ကစားပုံကလည်းဒီကစားပေါ်တွေနဲ့ link up တွဲကစားတဲ့နေရာမှာတော်တော်လေးအားရဖို့ကောင်းတဲ့အနေအထားရှိတယ်ကစားပုံကောင်းတယ်ပေါ့အသင်းမော်ကစားမတွေနဲ့တွဲကစားပုံကောင်းတယ်ဆိုတော့သူတို့နှစ်ယောက်ရဲ့အတွဲဖက်ကလည်းမက္ကဆီကိုတိုက်စစ်အတွက်စိတ်လို့ရှားစရာတစ်ခုနေနေရှိတယ်ဟီမီနက်စ်ရဲ့တက်လုံအရာအသက်အရွယ်ရမိနစ်90ပွဲချိန်ပြီးမကစားနိုင်တဲ့အချိန်မှာလည်း Quintos ကမက္ကဆီကိုတိုက်စစ်ကိုကောင်းကောင်းဦးဆောင်သွားနိုင်မယ့်အနေအထားတော့ရှိတယ်ဆိုတော့
ဒါကတော့ကမ္ဘာဖလားရဲ့ပထမအဆုံးဂိုးသွင်းရှင်ဟီလီယန်ကွင်းနို့စ်ရဲ့အကြောင်းနဲ့သူ့ရဲ့နောက်ခံအကြောင်းလေးတွေကိုကျွန်တော်တီးတလောက်လေ့လာမိတလောက်ပြန်ပြီးတော့တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်ဆိုတော့ဘောလုံးပညာရှင်တွေသုံးသပ်တဲ့သလိုဘောလုံးနဲ့ပတ်သက်ပြီးပညာရှင်တွေခံမှန်းထားသလိုပဲဟီလီယန်ကွင်းနို့စ်ကမက္ကဆီကိုအသင်းကိုဘယ်လောက်ထိတည်ဆောင်သွားနိုင်မလဲဆိုတော့ကျွန်တော်တို့နောက်လာမယ့်ပွဲတွေမှာဆက်ပြီးတော့စောင့်ကြည့်သွားရဖို့ရှိပါတယ်ကြည့်ရှုပေးကြတဲ့ညီကိုတွေအားလုံးကို Football Lens ကနေကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျ